အကျော်ပေါ်လေးရ စားပြီ ငါပါခုဆိုရင်ကျွန်တော်လည်းချက်ဖတ်စာဝါးလေးပြီးတော့မှကင်ဆယ်မဲတွေကို ဖောက်ပါတော့မယ် ဖောက်ပါတော့မယ်ဟုတ်ခုကျွန်တော်တို့ရဲ့ စ စတလေးတွေပါ ဟုတ်ပါ တော့မပြရှိတယ်မလားချာက အာ ပြရောစဒီမလေးလို့တယ် တောင်းတော့မေးကြရနော် နေ ဖောက်လေဖောက်လေ လင်ကားတယ် အာ တောင်းနဲ့အဲ့ဝလာကွာမဲဘလောက်ပါမှချတော့900လောက်မပါဘူး ဖောက်ပြီဖောက်ပြီဖောက်ပြီ ပေါ်ပြီးကိုခဏလေး အဲကျွန်တော်တို့ကရှာရှည်ရောဝင်ဖောက်ပါတယ်ဝင်ဖောက်တဲ့အချိန်မှာ ကိစီတော့ကိုပါပါဟုတ်တာကွာပြလိုက်တာကောပြလိုက် ဖောက်ပါတယ်ဗျာ ထောင်း မဲလုံးမဲလုံးတာကောပြလိုက် ဖောက်ပါတယ်ကျွန်တော်ကတစ်ခုပဲဖောက်တာတစ်ခုပေါက်ပါတယ်ဗျာ နှစ်ထောင်ရှိပြီ။အော်ဒီမှာတစ်ထောင် မဲမဲ ။ တယ် အော ပါ ် အဲကျုံတက် ဒီဆိုဒီဆိုအာကိုတော့ပြတော့ ဟုတ်မ မဲဖောက်တာမဲဖောက်တာ တော်ရဲနေတမီတို့တက်ဖို့ ။အိုး ဝဲတာတက်ဖို့လာမကြည့်တော့ဝဲလာ ၄တောင်ရှိပါပြီရှင် ဟောကလေး3ခု အဲ့ဒါစားလို့ရတယ်ပါလေ 2000ပဲပြန်ရ3000လား အစင်းစင်းဖောက်ပါတယ်မဖောက်ပါဘူး ဖောက်ပါတို့ နောက်ဆုံးသက်လိုက်ပါ တတောင်းနဲ့ကွာအထက်မှာတတောင်းပါမယ် 3000ပဲပြန်ရပြီ ၄တောင်ပြင်ရပါတယ်6တောင် မ ရှုံး မ ပါ ကု တ တူ ယ် ရခဏနေပေါင်းဘောင်းရိုစီလာလို့ရှင်ပြင်းပြင်း 6တောင်ရှုံးပါတယ်ရှင် ရိုစီပဲကျွေးမှာပဲ 6တောင်ရှုံးပါတယ်ရှင်၄တောင် မ ပဲ စု ပြင် ပဲရတယ်လေမစုကမမကောင်းတာပါလို့ပြီးတော့ အဲ့လိုရင်ပြောပါနဲ့ ထပ်ပေါက်ကြ တော့ကြမှာ ဒါကိုပြောတာ တော့